9သိန်းဝန်းကျင်သုံးမယ် generation အမြင့်နေရဘာရမလဲ 9သိန်း5000တဲ့နဲ့ iPhone 11 Gen 61 TB ကိုမှ Lenovo K40 ထိုးစကြမှာရ အဲ့လုံးလေးရောပါကင်လားစက္ကန့်လား ပါကင်လည်းမဟုတ်စက္ကန့်လည်းမဟုတ်ရှုံးရုံကိုမှအစ်စ်တိုင်းရ အဲ့လုံးလေးရောအာမခံဘယ်လိုပေးလဲ 14ရက်အစမ်းသုံးခွင့်ပေးထားတယ်ဟောက်ဝမ်းပိုင်းကို1ရက်ရဆော့ဝမ်းပိုင်းကိုတတ်တာပေးထားတယ် ဝယ်ရော laptop တစ်မျိုးရဲ့လားဘာတွေရအောင်မှာလဲ လက်တော့ဆောက်ဝယ်မယ်ဆိုရင်သူတို့က original article ပေးထားတယ်ပြီးတော့လက်ဆောင်ပစ္စည်း5မျိုးလည်းထပ်ပြီးပေးထားတယ် အဲ့ဆိုလက်ဆောင်ပစ္စည်း5မျိုးကဘာတွေပေးလဲ လက်တော့ထည့်တဲ့အိမ် mouse pad မြန်မာ box တွေက LCD cleaner keyboard လိုချင်တော့ထပ်ဝယ်ပေါ့ အဲ့ဆိုနေရမှာရဲ့ customer တွေရောဘယ်လိုလုပ်ပေးထားလဲ အိမ်ရောက်မရှင်စနစ်နဲ့ရတယ်ကားကိတ်ကိုပို့ပေးရမယ်ဆိုရင်တော့မေချိုရှင်ပေးရတာပေါ့ ဒါဆိုစိုင်းလက်စာလေးရော ဆိုင်ရိတ်စာကအမှတ်136 39နဲ့အောက်ဘက်လောက်ကြောက်ရမ်းမြို့နယ်ရန်ကုန်မြို့ဇလဝိုင်းစကားချင်းနှစ်ထိကို cashback promotion 9000ပေးထားတယ်အဲ့တော့အမြတ်သွားဝယ် အဲ့ဆိုအခုပဲတောင်းဝယ်လိုက်တော့မယ်